ဒါဟာကွန်ကရစ်ဖြောဆက်မောင်းသမားတယောက်အတွက်တော့ခြောက်ခြားစရာအိမ်မက်ဆိုးတစ်ခုပါပဲဖြောဆက်ထားတဲ့ကွန်ကရစ်တွေဟာစက်ထဲမှာတင်ခဲသွားတာမျိုးဖြစ်ပြီးဒီအမားဟာဒေါ်လာထောင်ချီဆုံးရှုံးစေနိုင်ပါတယ်။ဆက်အတွင်းကဒရယ်လေပတ်မှုရပ်တန့်သွားတာနဲ့ကွန်ကရစ်တွေဟာတင်းမျက်စိရှိတင်စတင်ခဲလာမှာပါ။အချိန်မီသတိမထားမိဘူးဆိုရင်တော့စက်ကိုဖွင့်ပြီးခဲသွားတဲ့ကွန်ကရစ်တွေကိုလုံပူတွေတူကြီးတွေနဲ့ထုရိုက်ဖယ်ရှားရပါလိမ့်မယ်။ပိုဆိုးတဲ့အခြေအနေမျိုးမှာဆိုရင်တော့ခဲနေတဲ့ကွန်ကရစ်တွေကိုဖယ်ရှားဖို့ကြိုးစားနေမဲ့အစားစက်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာကပိုလွယ်ကူပါလိမ့်မယ်။ဒါကြောင့်လဲကွန်ကရစ်ကားမောင်းသမားတွေဟာကွန်ကရစ်တွေကိုပြန်မချမချင်းဆက်လက်ပတ်မှုကိုဘယ်တော့မှမရပ်တန့်ကြတာပါ။မိနစ်အနည်းငယ်လောက်ရပ်တန့်လိုက်တာတောင်ဒေါ်လာတောင်းချီဆုံးရှုံးနိုင်တယ်လို့တချို့ဆိုစက်တစ်ခုလုံးပါဆုံးရှုံးသွားတတ်ပါတယ်။အထူးသဖြင့်ပူပြင်းတဲ့ရာသီဥတုမှာကွန်ကရစ်တွေကနှစ်ဆပိုမြန်ခဲတက်လို့ပိုပြီးအန္တရာယ်များပါတယ်။တချို့မောင်းသမားတွေဆိုရင်ဆက်လက်ပတ်မှုရပ်သွားတာနဲ့အချက်ပေးတံမြည်မဲ့အချက်ပေးစနစ်တွေကိုတောင်တက်ဆင်ထားကြပါတယ်။ခဲသွားတဲ့ကွန်ကရစ်တွေကိုဂျက်ဟမ်မာတွေနဲ့ရပ်ပေါင်းများစွာကြာအောင်ဖယ်ရှားခဲ့ရတဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ပူပါတယ်။အလုပ်သမားတွေသာအလှည့်ကျပြောင်းလဲသွားမယ်အလုပ်ကတော့ဆက်လုပ်နေရတာမျိုးပါ။အဲ့ဒီလိုဖယ်ရှားပြီးရင်တော့စက်ထဲမှာကွန်ကရစ်အကျွင်းကြံတွေရှိနေသေးတာကြောင့်နောက်တစ်ခါကွန်ကရစ်အသစ်ဖြော်တဲ့အခါညီညာမှုမရှိတော့ပါဘူး။နောက်ဆုံးမှာတော့အဲ့ဒီဖြော်ဆက်ဟာအမိုက်ပုံတွေပဲရောက်သွားရပါတယ်။ဒေါ်လာသိန်းချီတန်တဲ့စက်ကြီးပဲရောက်သွားလဲဆိုတာကိုတင်းအလုပ်ရှင်စီရှင်းပြနေရမယ့်အစားဆက်လက်ပတ်မှုကိုအချိန်ချင်းစစ်ဆေးတာကပိုကောင်းပါလိမ့်မယ်။